တရားလောကအပါဝင်ချိန်ပိုကြီးရမှန်ကြီးနဲ့လောက်သက်စုကြီးတွေတိုးမြင့်ပေးဖို့တောင်းဆိုနေတဲ့ချမ်းရင်ဖက်နှက်ဆက်ယုံကအလို့သမားတွေမေလ20ရက်နေ့ည6နာရီကအလို့ရှင်နဲ့ပြည်လည်မှုရရှိသွားပြီလို့သိရပါတယ်။လောက်ကတိုးမြင့်ပေးရေးအတွက်9ရက်တိုင်ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ချမ်းရင်ဖက်နှက်ဆက်ယုံကအလို့သမား6000ကျော်ရဲ့တောင်းဆိုမှုတွေကိုမင်းညကအလို့ရှင်ကလက်ရုပ်ပေးခဲ့လို့ပြည်လည်မှုရခဲ့ရလို့အလို့သမားတယောက်ကပြောပါတယ်။အလို့သမားတွေလူညီလို့ရတာချမ်းရင်ဆက်ယုံကိစ္စကိုအလို့သမားဒူးဝင်ကြီးလာရှင်းတာတော့မရဘူး။လူသမားတွေကတောင်းဆိုချက်တွေမပေးမချင်းလုပ်ငန်းခွင်မဝင်ဘူးလုံးမှအလုပ်ရှင်ကတောင်းဆိုချက်တွေသဘောတူတာလူသမားတွေဘက်ကဆန္ဒပြခဲ့တဲ့9ရက်မှာ4ရက်ကိုလစာဖြတ်ခံမယ်မေလ20ရက်နေ့ညနေ9နာရီကချိုင်းဖနက်ဆက်ရုံမှာအလုပ်ရှင်နဲ့အလုပ်သမားကိုယ်စားလှယ်တွေ့ဆုံပြီးတောင်းဆိုချက်တွေသဘောတူညီချက်ရကမေလ21ရက်နေ့လုပ်ငန်းခွင်ပြန်ဝင်ရမှာမို့လို့အလုပ်သမားတယောက်ကပြောပါတယ်ဒေးလီကျေးကအရင်ကကျပ်9200ကနေ9800ပေးတယ်ထောက်ပံ့ကြေးကျပ်9000တိုးတောင်းတာစက်ရုံဘက်က9000တော့မပေးဘူး3800တိုးပေးတယ်တစ်လကို3သိန်းကျော်ပေါ့အဲ့ဒီထဲမှာစက်ရုံကထောက်ပံ့မဲ့ဆန်စီဖို့မပါဘူးအချိန်ပူကြီး1636ချက်ကနေ1825တိုးပေးတယ်ရမှန်ကြီး2000ကနေ4000တောင်းတာပေးတယ်ဒါပေမဲ့တရက်ပြည့်ရင်4000ဖြစ်မယ်2ရက်ပြည့်ရင်1000 3ရက်ပြည့်ရင်2400 4ရက်ပြည့်ရင်အဲ့ဒီ4000လုံးကိုဖြစ်မှာပါချိုင်းဖက်နှက်ဆက်ယုံကအလုပ်သမားတွေဟာတရက်လောက်ကထောက်ပံ့ကြေးအချိန်ပိုချင်းနဲ့ရမှန်ကြေးတွေကိုမေလ14ရက်နေ့ကစပြီးလုပ်ငန်းခွင်မဝင်မဲ့ဆန္ဒပြတောင်းဆိုခဲ့ကြတာပါနာမည်ကျော်မတ်တစိတ်ဖြစ်တဲ့ Adidas ဖက်နှက်တွေထုတ်လုပ်တဲ့လိုင်သာယာနောက်ပိုင်းမြို့နယ်နော်ရီထာစက်မှုဆောင်ရှိချိုင်းဖက်နှက်ဆက်ယုံဟာထိုင်ဝမ်နိုင်ငံသားတယောက်ပိုင်ဖြစ်ပြီးဝန်ထမ်းဦးရေ6296ယောက်နဲ့လည်ပတ်နေတဲ့ဆက်ယုံဖြစ်ပါတယ်